ကျွန်တော်တို့တော်အကောင့်တွေမှာဘိုင်အိုမမှန်ဘူးဆိုရင် follower မရ TikTok မှာဒီ ဘူး view ရမ်း ကြည့်ကြလားဘိုင်အိုထဲဝင်ပြောင်းမယ်ကိုကောင်းနဲ့ကြိုက်တဲ့ဘိုင်အိုကိုအိုးဘိုင်အိုကမရှင်းဘူးအကုန်ဖြတ်မယ်ကိုအကောင့်ကဘယ်သူတွေအတွက်လဲရှင်းအောင်ရေးမယ်ဘယ်သူတွေအတွက်လဲရှင်းအောင်ရေးမယ်ကျွန်တော်ကတော် user တွေအတွက်ဆိုတော့ဒီလိုရေးမယ်သူတို့ဘာရမလဲပြရမယ်ကျွန်တော်ကဒီလိုရေးမယ်CDA မရှိရင် conversion မဖြစ်ဘူးဘိုင်အိုဆိုတာဘယ်သူတွေအတွက်လဲသူတို့ဘာရမလဲ CDA ပေါင်းထားတာပါဒါကရိုးရှင်းပေမဲ့အလုပ်ဖြစ်တယ်ကျွန်တော်ဗီဒီယိုလေးကတစုံတရာရမယ်ဆို follow ထားပါနောက်လဲထပ်တင်ပေးဦးမယ်